ရတယ်မင်းတို့၄ယောက်ပေါ်တယ် host မပါဘူး ခေါင်းဆောင်နေအောင်စီစာပြဆုံးဆော့လိုက်နိုင်နဲ့အတင်းကိုရင်စမယ်ဥမာကုန်စားပိတ် နိုင်နဲ့ပေါ့ Team Folk ဘယ်နဲ့ခုနှစ်မှာတိုက်တဲ့နေတင်မမြုပ်တာဘယ်နဲ့ခုနှစ်မှာမြုပ်တာလဲတိုက်တဲ့နေ30 second နော်1800ကတင်မိုးတွေတော့ဘယ်ကောင်မစောင့်နိုင်လေ1800 ဆောင်းနေရမင်း Greek ကမှာတင်မိုးနေနေ တိုက်တဲ့နေလို့တင်မိုးမစောင့်နိုင်ဘူး တန်နေတဲ့ပေါ့ တိုက်တဲ့နေလို့တင်မိုးတွေမရှိသေးဘူး1800မှာ35သိကြပြီလားမှားတယ်1920နှစ်တစ်ကိုတစ်နှစ် ထောက်က10နှစ် တစ်နှစ်တစ်ကိုတစ်နှစ် โอเค ကဲဒီဘက်ကဘာ အမေနည်းနည်း rap မှုတွေမိကုန်လေးတော့ပြီးတော့ smallest ဒီကဘာမှာဘယ် country က smallest လဲအသေးဆုံးနိုင်ငံမဟုတ်ဘူး country ဟုတ်နိုင်ငံမဟုတ် what is the smallest country in the world by area အရဘယ်နိုင်ငံအသေးဆုံးလဲ အဲ့လိုမဖြေသေးလို့ရှိရင် မင်းတို့ကပြောမှာဟုတ်ပင်လေထဲမှာဟိုတင်မောဘုံမှာတယောက်လည်းနိုင်မြင်ထုံတာတဲ့ကောင်ကြီးအဲ့လိုပါလား မဟုတ်လေအဲ့ဒါရုပ်ရှင်စကားပဲဒီကောင်ရှိတယ်ဒါပေမဲ့အဲ့ဒါအတိမပြည့်ဘူးလေ တကယ်မရှိဘူး ဒီမှာမဟုတ်လေအဲ့လိုမျိုးတို့တိုင်းနိုင် လို့ရှိရင်တိုင်း အေးဘယ်ပိုင်းလဲဆို15 second ကျန်15 second ကျန် ဟမ်စင်ကူပဲတည်ရတယ်အဲ့အရှိအောင်ရှာပါ sorry ဟုတ်တယ် 5 second ဟုတ် 5 second စင်ကူ မှားတယ် Vatican City Vatican City နောက်ဒီရစားပြီးတော့ Vatican City country နာမည် Vatican City နောက်ဒီရစားတော့နောက်ကြရင် city ရမယ်နော်ဒီဖွဲ့မဖြစ်တယ်နောက်ဖွဲ့ကအမှတ်ခိုးလို့ရမယ် โอเค ဘာတမတ်မရသေးဘူးနော် ဘယ်သူမှတမန်ပြန်စီ Okay ထင်းဖုန်းကကဘာမှာအကြီးဆုံးမာမယ်မျိုးစိတ်တွေထဲမှာအကြီးဆုံးကဘာမှာ ဟောလို့တိုင်း နိုးတိုင်း ဘယ်တက်တော့ပါ အေး အဲ့ဒါဘယ်မှာတော့ရှိတော့လေတည်လားဟုတ်လားဟုတ်ရ ဘာဝေလာငါလဲ လီးလားဝေးလား ဝေလာငါမှာအများကြီးပဲလေ ကြီးတယ် ဟုတ်ပါ လူဝေး တော့ ဝိုင်း မှားတ မား ယ် တယ် blue way လူဝေ ဒီလည်းပါပါ ပွိုက်ဝေမရှိဘူး လူဝေးပဲဒီက ပွိုက်ဝေမရှိဘူး အဲ့တော့မပေးသေးမှာကွာဝေးလားငါမှန် ဝေလာငါထဲမှာအများကြီးပဲလေမျိုးစိတ်တွေက ပြန်လိုက်ပြန် အဲ့ငါတမရပါဘူးလို့လား မင်းကတမန်ရတယ်ဒီဘူးဘယ် element က atomic number 1ရှိတာ ဆယ်ရောက်လာကြာပြီကိုအေးဆယ်လာ 30 second ဒီကော atomic number 1ရှိတဲ့ element တဲ့စားရပါဟိုဒရိုဂျင် ဟဲ့မင်းဖြစ်မရနဲ့မပါမှာဆိုတော့မပါလို့ရှင်ထွက်နေပါဒီအဲ့လိုမျိုးအာမချောင်းတယ်ခဏနဲ့မင်းတော့လို့လိုက်ဟိုဘက်ကတမန်ရပါဟိုဒရိုဂျင် Okay. နတော့မပြီးလားတော့ရောက်ပြီလား နံပါတ်တမတ် ညာမမြ နံပါတ်တမတ်လားနံပါတ်2စီးလား နံပါတ်0 2စီးဟိုတယောက်အမှတ်မလား2စီး ဒီကောင်းငါပါလို့ပြောနေပြီ ချင်းဖုန်းလက်ကဘာပေါ်ကိုပထမဆုံးခြိချတဲ့လူကဘယ်လိုလဲ အဲ့လိုမင်းပြောတော့မှနေရဆောင် မှန်တယ် Wow. အလုံးပေါင်းပြ အဲ့ဒီ စားလို့ တူ1 2 1 okay ထင်းရေဘူး www ရဲ့အရှိကောပါ ဝဝ ဟိုဝိုင်းလီလွယ်လွယ်လေးမရဘူး ဒီဗီဒီယိုပြောလေကျွန်တော်ရှာတာဟိုဘက်ထင်းဖုန်းဘယ် ocean ကဒီဘက်အဖြစ်ဆုံးဒီဘက် ocean မရီယာနဲ့6ချီရတယ်ဟိုလိုလေဘေးမလန်ကူငါတိုက်ရိုက်ကူချမလားဆိုတာလေမရီယာနဲ့ ကူကြလည်းမရှိတော့ ရှိတယ်လေဘေးမငါ တိုက်ရိုက်ကူချအစားတာဟုတ်ရ အဲ့တကယ်ငါလည်းနဲ့ပြန်လို့နိုင်လေတဲ့လား အဲ့တော့စစိုင်းခက်လိုက်တပွဲပဲကြည့်ရ ဒီကြောက်ပါပြီ ဟိုကပြောရအောင်တမုတ်ရအောင် ocean ဟုတ်တယ် အဲ့လိုလိုက်ငါကူမယ်ကွာငါစီမှာ3ခုတစ်ခွက်3ခုစီမေးလို့ရတယ် 5 4 3 Pacific နည်းနည်း ဟုတ်တယ် တူတူ ထင်းရေဘူးဘယ် river ကအရှိဆုံးလဲ တိုင်း နည်းနည်း ခေါက် ဟိုဘက် အဲ့ဒါအဲ့ ထင်းဖုန်းအမှတ်မှတ်ထားအောင်တယောက် 3 ဘယ် country က FIFA World Cup 2022ကိုနိုင်ခဲ့ရ စပြာဘော လင်းမြစက်က โอเคအာဂျင်တီးနာ မှန်တယ် ခေါက်အောင် င
ဒါရှိရဘောလုံးကိစ္စတော့ဆိုတိုင်း တာမစီ3 တမ်းနေ ခင်းရေဘူးရေရဲ့ freezing point ရပါတယ် Fahrenheit တည်တယ် Celsius မဟုတ် ပါတယ် 32 မှန်တယ်ဟိုဘက် တို့လေးမင်းမင်းတို့ရော ကြည့် အဲ့ ပြီး ဆို ပြောတယ် ခါလေ degree Celsius နဲ့ဆို0ပေါ့ အဲ့လေ အဲ့ဆို0 + 0ဆိုရင်54 ဘယ်ဗီဒီယိုကတွေ့တယ်ဗီဒီယိုတော့တွေ့တာတော့ဒီရလားဗီဒီယိုတော့တွေ့တာ ဘလောက်3 4 3 4 3 4 hexagon မှာ site ဘယ်နှခုရှိလဲ ဟမ် အေး အော်ဘာလို့မင်းပြောမင်းကိုကြား hexagon မှာ hexagon မှာ အေးဟုတ်ပြီမှတ်တာလာပြီ ဟတ်စာပါ penicillin ကိုဘယ်လို discover ဘယ်လိုတွေ့ခဲ့ရလဲ penicillin ငါတိတယ် တင်ရတယ် ငါတိတယ် အဲ့ဒီအဲ့တိုင်းမှာ မှတ်ထားတယ်ဒီမှာ တိတယ်ပြော အဲ့ခဏခဏ ငါတိတယ် ဆယ်တော့တည်းရတယ် 10 second 10 second တော့မဲ့အဒီစင် 10 second 10 second အိုင်ဆိုင်ရော 3 2 1 နောက်ကြည့်လို့ရတယ် တို့ final answer ပါလဲ ပြီးရ ဒါလည်းမထင်တော့ဘူး တိုင်းမှာနေတာတတိယ ပေးမလားမပေးဘူးလား final answer ပြီးအချိန်စေးသွားပြီ ပြေပါဘူးဟိုဘက် Steve 5 ဆယ်တော့တည်းလီးလာပါဦး Steve ကတော့ first second ပဲရမယ်ဒီကများတော့ပါလေ5 4 3 မင်းမြန်နေရ မင်းအဲ့ဟုတ်တယ်ကွာမင်း5 4 3 2 2 10စက္ကန့်တော့ပေးကွာစတီးရတော့ 10စက္ကန့်ကို50စက္ကန့်ထားလိုက်ပါဒီကောင်လေး10စက္ကန့် လက်စနာဘယ်နှပဲကွာ မအဲ့ဒါတော့မဟုတ်လဲ သိရပြီလားသိရပြီလား ပြရပြေးနေ ထောင်းမှဒီတယ်မဟုတ်ဘူးကြီး လက်စနာ 1 times up အဖြေရ Alexander Fleming ပါတယ်လက်စနာလက်စနာလက်စနာ ဘုံဘုံစတီးစက္ကန့်လောက်လောက်လိုက်ပါဘာလို့ဆိုအရှိရအဖွဲစဉ်းစားထားရတယ်မဖက်ကတ်တော့ပဲလောက်ရှိ ဒီလိုစဉ်းစားလို့ရတယ် ဖက်ကတ်တော့ရတယ်ဆိုရင် โอเคလားအဲ့ဒါ Okay စက္ကန့်လောက်ပါလေ 44 ဖက်ကတ်လည်းရတယ် Team 4ဟိုကတို့ရတော့တော့စီရတော့ Team 4 Team 4ကပီတာပန်ကာတွန်းနဲ့ရဖယ်ဘီလေးရဲ့နာမည် ပီတာဘန်ကတော့ငါတိုင်းတော့မသိ ပီတာဘန်ကတော့နေရ ဖယ်ဘီလေးရဲ့နာမည် ဖယ်ရီဒီပုံကြီးရတယ် မဟုတ်ဖယ်ရီလေးရဲ့နာမည် ပီတာပန်မှာအဖော်ဖယ်ဘီကောင်မလေးတယောက်ရှိတယ်သူရဲ့နာမည် စားခောက်အောင်ရော 30 second စားခောက်အောင်ရော ကာတွန်းမကြီးရကောင်ပါ ကိုနေပဲနဲ့ကိုပဲပါ ဒီ လား ချင်းကူရဲဆိုတော့ပဲ General knowledge ရေကုန်ပါတယ် ခောက်အောင်ရောမေးကွာ အဲ့ဒါဒေါ်လေးမဟုတ် တင်ကပဲ ဒီကလေးဒီမစ်ဆက် ငါကတော့မသိဘူးလေဘရော အဲ့တော့မဟုတ်ဘူး တောင်းဝဲဘဝကြည့်ရတာမဟုတ်ဘူးကွာ အဲ့ပေးလိုက် ကဲလာလာလာ ကျော်သား 5 4 5 4 largest ကမ္ဘာမှာအကြီးဆုံး desert အေးအဲ့ဒါ 30 second စပြီနော် စာဟာ ရှိတယ် China မှာဘူးကြီး China ကဘူးကြီးอ่ะ မိတဲ့အိတ်ဆိုဟာမရတယ်တက်စားပါဆို ဒီမှာရှိရတယ်လားနာမည်လား နာမည်အဲ့ desert ရဲ့နာမည်ကိုသိချင်တယ် စာဟာအဲ့ သိကြပြီလားမှန်တယ် အဖိုက်က အာဖရိက ဘိုင်ဘိုင်ဘိုင် စာဟာ စာရပါတယ်โอเคဘယ်ချိုက web planet ဆိုပြီးနာမည်ရှိရတယ် နီ စပြီ30 second ဒီမှာတော့မလား Mars okay အဲ့လေမာအနီအောင်ယူ ပြီးနေတယ်နေအောင် ဒီနေ့စနေမို့ ပြီးနေပြီ ဒီနေ့စရောတယ် ဒီနေ ဒီလောအစစ်ဖို့လို့လို့ဖတ် okay ဒီနေ့အစားတော့ guacamole ရဲ့ main ingredient ပါ guacamole sauce ထဲမှာသုံးတဲ့ main ingredient ပါလေအစားတော့ဟမ် avocado မဲနဲ့ အဲ့ဒါတော့ဘယ်လိုစားလို့ ဟိုဒီကအမမတာအနမကြီးပါစစ်စစ် တို့တို့သိတယ် တက်တက်မှာအယောင်9ယောင်ပါ ဟမ် တက်တက်မှာအယောင်9ယောင်ပါ9ယောင်မှန်းတယ် အေး တိုင်းတော့ မင်းကဘိုက်စားတော့ အဲ့တွေ့ရှိရတွေ့ရှိရ လာပြီလာပြီ အဲ့ လာ ဒါ ပြီ လေးဆောင်းလို့ လော8ဟိုပါ7 7 okay လူခန္ဓာကိုယ်မှာအခြေဆုံးအယူကပဲဟိုလေ ရရတေးကြစမ်းတေးကြ ခေါ်တက် မဟုတ်မဟုတ် သိကြတယ် ဟုတ်တယ် အဲ့ အဲ့ငါဖြေလို့ရတယ်ငါ anatomy တင်လာ ဒီကြောင်းတာ စပိုင်နယ်ကော့ မဟုတ် spinal cord ကစစ်လေး ဘာမှမလုပ်ဘူးရှင်းချောင်း 6 7 15စက္ကန့်ကျန်တော့ မင်းမပြောနဲ့ကွာဟုတ်တယ်မဟုတ်တယ်တော့ထိုးခံတော့မရတဲ့အားဝင်ကြောင်းတော့ တော့ရောက်နေလိုက်ရ တော့နေပြီးရှုံးပါ မရှုံးဘူးတော့အေးတခုတည်း အင်းမင်းနေမယ် တော့နေ ရ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  ဒီလေးနဲ့ ရပြီးမို့ရ သူသုံးမနေလိုက်တာလား မဟုတ်မနေဘူးပြန်ပြောတာသူသိမှာမဟုတ်ဘူးမင်းအဲ့ဒါမေကုန်းကြီး မှန်တယ်မှန်တယ် ပြီးမို့ရရုပ်ပါမင်းဒီမှာသိရပြီးရှိရပါရှိရပါ တီတီ
မဟုတ်ဒီပေါင်ရိုး ပေါင် အဲ့ဒါမှမပေးဘူး ပေါင်ရုံးလို့ဒီတိုင်းရှင်မရ အင်္ဂလိပ် ပုတ်ဆိုင်ဖြစ်နေတော့ဘယ်လိုပြီးမှာ အေးလေငါတို့ကလီးပဲငါတို့ကအင်ဂျင်နီယာကျောင်းသားခရီးကကြောင်မေးရအဲ့ဒီ ခဏငါမင်းတို့ပြောတဲ့အဲ့ဒီဟိုဟာတော့မှာ ဝေလာက ဝေးလာငါ့ကို Freddy တိငါကြားတော့မထားဘူးကွာ အဲ့ဒီအယိုးလေခဏဟိုလိုခုလုံးကကြက်လာ မဟုတ်ပြီးရင်အဲ့ခေါင်းစဉ်ကြီးအဲ့ခေါင်းစဉ်အောက်ကနေမေးလို့ရှာလိုက်မယ်လို့ပြောတယ်အဲ့က general knowledge ဖြစ်နေတယ်ဟိုတယောက် Eiffel Tower ရှိရပဲနိုင်ငံ ပါရီ ဖြစ်တဲ့ အဲ့တော့ကအများကြီးပဲဟိုမှာလည်းရှိတယ် အဲ့လိုပလိန်တော့မယူလဲတလားတကယ်တကယ်မဖြည့်နိုင်ဘူးဆိုရင်နောက်တစ်တင်ဖြည့်သွားနောက်တစ်ဖြည့်လို့ရရင်တော့ယူဟုတ်လားအဲ့လိုမျိုးဆိုရင် ဟုတ်တယ်အခုလိုအဲ့ဒါသွားတာပဲ Steve ခုနကငါတို့ယူမှာ Steve ရတာခုနကမှသူတို့မယူဘူးလေ ဟော ဟိုဘယ်လိုလဲ ဘယ်လိုပြန်ခေါ်ရ 6ငါပဲထားလေ ဆောင်ပါโอเค ထောင်ငါဖို့ဘူးပဲရတာ ခုဖြစ်နေပါဘူး ဟိုအမတမတ်ပဲတာ ကိုကုန်ကျော် ဟုတ်ကဲ့ငါတို့အရင်ဖြီတာကွာအခုတမတ်ထိုင်ရ ယူ ကိုကုန်တော့ ဘယ်တောင်ကအမြင့်ဆုံးလဲ အာ Everest for ဟုတ်ပါတော့ မင်းဘယ်ဟိုဘာလဲ ဟိုရှစ်ကို ခကဘူရာစီတို့ပါတော့ လောလောမင်း ဘယ်လိုတယ်လီဖုန်းကိုထွင်ခဲ့ရလဲ ခုနပြေးပြီးစီစပြီ အဲ့ဒါတယ်လီဖုန်းဖွင့်ပြီးတော့စပြောခဲ့တဲ့စကားလုံးပြော လေသနာကို မင်းနဲ့နောက်ဆုံးမေးခွန်း ဟဲလန် ဆယ်မရှင်းမတော့ဆယ်မရှင်းမ မ တော့ င်းအခုဒါနောက်ဆုံးမေးခွန်းပဲ သူတို့ဖြေနိုင်တော့ငါတို့နိုင်ပါ အင်းလေးမထူးတော့လေခုနကတမတ်ယူသွားတယ်လေ လေလောလောဖြစ်ဖြစ်စက်တမဖြစ် United States ရဲ့ national animal ပါ နောက်မနောက်ဖုန်းမေးခုဆိုတော့သုံးမှတ်ပေးလိုက် အမှားဆိုင်လို့ နံပါတ်ပေးမယ်နောက်ဆုံး နှစ်ယောက်တက်မှရှိတယ်အခုနှစ်ဖွဲ့လုံးမေးလိုက်ပါ3ဘက်တက်ရှိရတယ် ဘယ်မှာတယ်မေးခွန်း 3ဘက်တက်မျိုးနှစ်ခုရှာပြီးနှစ်ဖွဲ့လုံးမေးလိုက်ခက်တဲ့ဟာတွေကွာ မဘရုံ ငဲ့လေ တင်းငယ်တင်းငယ် ဘာငက်လဲ eagle ရဲ့မျိုးသားရှိသေးတယ် ဒီကဲလေ eagle မျိုးသားရှိသေးတယ် ဘိုး ညငါတို့ကလည်း white ဝေးတယ်ဘယ်လိုပဲလို့ 10 second မျိုးသားရှိသေးတယ် လက်ကြီး ဝိုင်ကဝိုင်က ချင်းပြပါပြီ လက်ကြီးကဲ ball eagle ဒီမှာ eagle လို့ ball eagle so winner is ဟိုဘက် phone ဒီဖုန်းကိုဝင်လာ အေးအပါ